အေဂျင့်တလို့မြင်ရတဲ့မျိုးတစ်မျိုးပြည့်စုံတလို့ထင်ရတဲ့မိသားစုတစ်ခုဒါပေမဲ့အမှန်တရားကတော့အဲ့ဒီအောက်မှာဖုံးကွယ်နေပါတယ်ဒီဇလန်မှာတော့အပြင်ဘက်မှာလှပအေဂျင့်နေတဲ့ဘဝတွေတဲ့ဘလို့ကြောက်စရာအမှန်တရားတွေဝတ်ထားနိုင်လဲဆိုတာကိုပြသထားတဲ့စိတ်ပိုင်းဆိုင်ရာတဲထင်ရင်ဘူစကားတကားပါဇလန်ရဲ့အဓိကဇက်ကောင်နန်စီဟာဆီယာမတစ်ယောက်ဖြစ်ပြီးသူမရဲ့ခင်ပွန်းဖရက်နဲ့အတူအေဂျင့်နဲ့မျိုးလေးထဲမှာနေထိုင်နေပါတဲ့အစပိုင်းမှာနန်စီကဖရက်ရဲ့အပြုအမူတွေပြောင်းလဲလာတာကိုသတိထားမိပြီးဖောက်ပြန်နေတာလားလို့တန်တရားဝင်ခဲ့မိပါတယ်ဒါပေမဲ့သူမရဲ့မိတ်ဆွေတင်းနဲ့အတူဖရက်ရဲ့အကြောင်းကိုစုံစမ်းလိုက်တဲ့အခါအမှန်တရားကသူမထင်ထားတာထက်ကိုအစပေါင်းများစွာပိုကြောက်စရာကောင်းနေခဲ့ပါတယ်ဖရက်ဟာဖောက်ပြန်နေတာမဟုတ်ဘဲမျိုးတစ်မျိုးစီသွားပြီးမျိုးသမီးတွေကိုတတ်နေတဲ့လူသက်သမားတစ်ယောက်ဖြစ်နေခဲ့တာပါဒီကဖရက်ကိုတိုက်ခိုက်ပြီးတေးပြီးလို့ထင်ခဲ့ပေမဲ့မျိုးရဲ့ပွဲတော်တစ်ခုနေ့မှာဖရက်ဟာပြန်ပေါ်လာပြီးနန်စီရဲ့ဘဝကိုနောက်တစ်ချိန်အန်နီရဲ့ထဲဆွဲသွင်းလာပါတယ်အဆုံးမှာတော့နန်စီကနားလည်သွားပါတယ်ဒီလူကိုမတတ်မချင်းသူမနဲ့သူ့သားဘယ်တော့မှလုံခြုံမရနိုင်ဘူးဆိုတာကိုပါဒီလိုနဲ့ကားထဲမှာဖြစ်ပွားတဲ့အရေးကြီးဆုံးအချိန်မှာနန်စီကိုယ်တိုင်ပဲဖရက်ကိုတနက်နဲ့ပြစ်တက်လိုက်ပြီးသူမကိုယ်တိုင်ကိုဘဝကိုကယ်တင်လိုက်ပါတယ်ရုပ်ရှင်ရဲ့အဆုံးပိုင်းမှာတော့ဒေးကပျောက်သွားပြီးတေးသွားသလားလွတ်မြောက်သွားလားဆိုတာကိုမတိကျပဲခြံထားပါတယ်ဒီအဆုံးသက်ဟာအမှန်တရားစိတ်တန်ရာနဲ့အသက်ရှင်ကျန်ရည်ခြင်းတို့ကိုစဉ်းစားစေတဲ့အဆုံးသက်တစ်ခုပါပဲဒီဇလန်ကပေးချင်တာကတော့ပြည့်စုံနေတယ်လို့မြင်ရတဲ့ဘဝတွေထဲမှာဘလောက်အနေရတွေဝတ်ထားနိုင်လဲဆိုတာကိုနက်နက်ရှိုင်းရှိုင်းပြသပေးထားတဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်